လေးနှစ်အရွယ်မိန်းကလေးကိုတော်ရဲပွေ့ခေါ်သွားပြီးမရင်းချင်းလူဆက်ဆဲမှာဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်2026ဇူလိုင်လ30ရက်နေ့ရန်ကုန်တိုင်းဒေသကြီးတန်လှင်ခရိုင်ကြောက်တန်းမြို့နယ်ရွှေပြောက်ကျေးရွာအုပ်စုစေးပေါ်ဝါရွာမှာဇူလိုင်လ30ရက်နေ့ညနေပိုင်းအချိန်ကအသက်4နှစ်အရွယ်မိန်းကလေးမှတ်ချမ်းမြေအမည်လွှဲကိုခေါ်သွားပြီးအဓမ္မပြုကျင့်မှုပြုလုပ်ခဲ့သူအမျိုးသားတဦးကိုဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်းသိရှိရပါတယ်ဖြစ်စဉ်မှာမမြင့်ဆောင်ကိုဓမ္မယုံလန်းစေးပေါ်ဝါကျေးရွာရွှေပြောက်ကျေးရွာအုပ်စုမှာနေထိုင်တဲ့မှတ်ချမ်းမြေအမည်လွှဲရဲ့မိခင်ဖြစ်သူဒေါ်တင်မြအမည်လွှဲဟာဇူလိုင်လ30ရက်နေ့ညနေ6နာရီကျော်အချိန်လောက်မှာဓမ္မယုံလန်းထဲမှာရှိနေချိန်တရွာထဲနေထိုင်သူဒေါ်ပြောင်းသွဲဘဦးခင်မောင်ကျွဲမှသူမရဲ့သမီးဖြစ်သူကိုပွေ့ချီလျက်ရောက်လာပြီးနေ့သမီးကိုငါကဲလာတာလို့အစချီပြီးထိုနေ့ညနေ9နာရီခွဲကျော်ခန့်အချိန်မှာတားညီခေါ်ဖီဂျေအသက်24နှစ်ဘဦးမယန်သည်စေးပေါ်ဝါကျေးရွာရွှေပြောက်ကျေးရွာအုပ်စုကြောက်တန်းမြို့နယ်မှာနေထိုင်သူဟာဒေါ်ပြောင်းသွဲရဲ့အိမ်ရှိမှာအသက်4နှစ်အရွယ်မှတ်ချမ်းမြေကိုပွေ့ချီခေါ်ဆောင်သွားတာကိုတွေ့ရတာကြောင့်ဒေါ်ပြောင်းသွဲကမတင်ငါတာကြောင့်တရွာထဲနေမောင်သူရလင်းလင်းချစ်ဦးစော်လင်း Grade 7ကျောင်းသားနဲ့ဟိမင်ထွေဦးစိုးနိုင်ဦးတို့ကိုအဖော်ခေါ်ပြီးအတူလိုက်လံရှာဖွေခဲ့ရာစေးပေါ်ဝါကျေးရွာအုပ်စုနဲ့တစ်ဆက်ထဲမှာရှိနေတဲ့မြမဆက်သွယ်ရေးအော်တိုအိတ်ချိန်ရုံးပွင့်မှာရှိတဲ့တောထဲမှာ VJ ကိုခန္ဓာကိုယ်အဝတ်ပလာဖြင့်ဘောင်းမီကျွတ်နေတဲ့၄နှစ်သမီးလေးကိုအပေါ်ကနေခွာလျက်တွေ့ရပြီးသမီးလေးပါဆက်အားလက်ဖြင့်ပိတ်ပြီးမျက်နှာကိုလက်သီးနဲ့ထိုးလျက်အဓမ္မပြုစင်ရလုံနေတာကိုမြင်ရတာကြောင့်ထော်ပြောင်းတယ်မှ VJ ကိုတွေ့ပြီးလာဖန်းလို့អော်လိုက်ရာ VJ မှာထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒီနောက် VJ နောက်ကိုမောင်သူရလင်းလင်းချစ်နဲ့ဟိမင်ထွေတို့မှထွက်ပြေးသွားသူ VJ အားလိုက်လံဖမ်းဆီးခဲ့ရာရွှေပြောက်တီလဝါလမ်းမကြီးဘေးမှာရှိတဲ့300တီထန်းရည်စာအနီးတွင်ဖမ်းဆီးရမိခဲ့ကြောင်းပြောပြသိရှိခဲ့ရတာကြောင့်နစ်နာသူမှတ်ချမ်းမြေရဲ့မိခင်ဖြစ်သူဒေါ်တင်မြမှာသမီးဖြစ်သူကိုအဓမ္မပြုကျင့်ရန်ပြုလုပ်ခဲ့သူတားညီခေါ် VJ အားဥပဒေအရာအရေးယူပေးပါရန်ကြောက်တန်းမြို့မှရဲစခန်းမှာလာရောက်အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရပါတယ်။သတင်းတွေကိုမတူကွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့မြုပ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့17 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်။မြို့ကန်တူကမနေ့ကစေးပေါ်ဝါမှာအသက်4နှစ်ကလေးလေးကိုမရင်းကျင့်တဲ့သူကိုရွာကန်တွေကဝိုင်းဖမ်းတာမိသွားတော့ရွာကသူတွေပဲရဲစခန်းကိုပို့ပေးပြီးအမေဖြစ်သူကအမှုဖွင့်ထားတယ်လို့ပြောပါတယ်။အုတ်ချုပ်ရည်နဲ့နီးစပ်သူတူကလည်းမိခင်ကိုယ်တိုင်အမှုဖွင့်ထားတာလက်ရှိပုံမှန်2ခုနဲ့စစ်ဆေးနေတယ်ချုပ်ရမှန်းယူပြီးတရားရုံးတင်မှာပါလို့ဆိုပါတယ်။ပြစ်မှုကျူးလွန်သူလို့ဆွဆွဲခံရသူ VJ ခေါ်သားညီကိုကြောက်တန်းမြို့မှရဲစခန်းမှာ8ခုမြေဆောင်2326ရဲစခန်းကြီးပုံမှ396မြေဆောင်911ဖြစ်အမှုဖွင့်လှစ်ခဲ့ပြီးတရားခံသားညီခေါ် VJ အသက်24နှစ်ဦးမယန်ဒီယာဖမ်းဆီး၍အမှုစစ်တူရဲအုပ်အောင်ကိုထိုင်မှစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ20ရက်နေ့မနက်8နာရီကလည်းကြောက်တန်းမြို့နယ်ညောင်ဝိုင်းလေးကျေးရွာမှာကိုရကျောင်းသူလေးကိုအိမ်နီးချင်းအမျိုးသားကအဓမ္မပြုကျင့်မှုကြံစည်ခဲ့တာကြောင့်ကျေးရွာနေသူတွေကဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါသေးတယ်။တရင်ရေးသားဖော်ပြရမှာအဓမ္မပြုကျင့်တာကိုလက်ပိုးလက်ချက်မိတာကိုတော့မှပြစ်မှုကျူးလွန်သူလို့ဆွဆွဲခံရသူလို့ဖော်ပြရခြင်းဟာလက်ပိုးလက်ချက်မိရင်တော့တရားရုံးကအပြစ်ရှိတယ်လို့အမိန့်မချမှတ်ရသေးရင်တရားခံလို့ပြောပိုင်ခွင့်မရှိဆိုတဲ့လုံထုံးလုံနည်းကြောင့်ဖြစ်ပါတယ်။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်။